ကဲတော်လာမိဘဒီတို့ရေမမိုးရဲ့နေဆောင်ကမ်ပိန်းအဖွဲတရနဲ့30ခုနှစ်ဖွဲက30စစ်ဖွဲနိပါလို့သေးပါတယ်စင်အချိန်ကတော့3ရက်ပဲကျမတို့တယ်24ရက်ပေါ့နော်မမိုးအဖွဲတရနဲ့30ခုနှစ်ဖွဲကနှစ်ခါခွဲပြီးတော့လူခံတယ်နော်တစ်ခါဆိုရင်69ဖွဲ69ဖွဲအခုကတော့ဒီဒုတိယအချိန်69ဖွဲက30စစ်ဖွဲနိပါလို့သေးပါတယ်နော်မလူရသေးတယ်မမိုးရဲ့လက်စင်လူစင်တွေတရက်နေ့ကနေဒီနေ့အထိပေါ့နော်လာလူပေးကြပါကံပယံနောက်ဆောင်ရက်နေ့က24ရက်နေ့အခုငစီဘောမငမောက်ကိုလူရသွင်းတဲ့ပြဿနာနော်မမိုးအမေတရားထောက်ပြတယ်မမိုးပုံမှန်အတိုင်းပဲလုပ်နေတာဟုတ်လားကိုပြောဆရာစစ်တာကိုကပြောတယ်ထောက်ပြဆရာစစ်တာကိုထောက်ပြတယ်တော်လန်ရေးလုပ်တဲ့အချိန်မှာအလကားထိုင်ပြီးတော့ငါလူခံပါတယ်ကြည်ငုတ်ဒီတလုံးဘလောက်လဲအဲ့လိုမျိုးမဟုတ်ဘူးနော်မမိုးတယောက်ဆိုရင်ဒီ9နှစ်6နှစ်အတွင်းမှာစမမိုးလောက်တဲ့တောင်ဝအများကြီးပဲသူများဖော်မရဲတဲ့အမှန်တရားငါဖော်တယ်သူများဖော်ထုတ်မရဲတဲ့တခိုးငါဖော်တယ်ငါအချိန်ကောင်ခံပြီးငါအမောင်းခံပြီးငါအဆက်ခံပြီးငါဖော်တယ်ငါတတင်းကိုလိုက်တယ်ငါတက်တေထောက်ထားငါစုတယ်နော်အဲ့ဒီလောက်တဲ့အရာတွေအားလုံးကဘာဖြစ်လို့ငါဒီအရာတွေလောက်နေရတာလဲငါအတွက်မဟုတ်ဘူးနော်မှတ်ထားနော်ငါအတွက်မဟုတ်ဘူးငါမိသားစုအတွက်မဟုတ်ဘူးโอเคငါအေးအေးဆေးနေလို့ရတယ်ငါရဲ့အိမ်မှာကြည့်လိုက်ငါအေးအေးဆေးနေလို့ရတယ်ဝိုင်တစ်ခွက်နဲ့လားကော်ဖီတစ်ခွက်နဲ့လားငါဆော်ဖာမှာထိုင်ပြီးတော့အေးဆေးနေလို့ရတယ်ဘာဖြစ်လို့ဒီအမှန်တရားတွေဒီတခိုးတွေဒီလူရောက်မှတွေနော်ဖော်ထားရတာလဲဆိုတော့ငါတို့ရတော်လန်ရင်အတွက်ငါတို့ရနိုင်ငံရေးအတွက်ငါတို့ပြည်သူတွေအတွက်အန်တရစီတဲ့အတွက်ကြောင့်ဖော်ထားရတယ်အဲ့တော့တချို့တွေကလာတော့ခေါ်မိတယ်နေတို့ရပြဿနာဘယ်တော့ပြီးမလဲနေတို့ရတော်လန်ရေးတွေကဒီလိုနေတို့ဒီမျိုးလောက်နေလို့ရှိရင်ဗာလဲဘယ်တော့ပြီးမလဲပေါ့နေတို့ရတော်လန်ရေးမပူနဲ့တော်လန်ရေးကသူ့ဘာသာနဲ့သူသွားလိုက်မယ်ပြဿနာဆိုတာအစစီလို့ရှိရင်အဆောင်စီတယ်နော်ဘာပြဿနာပဲတက်ဘာပဲလုံးတော်လန်ရမမို့တို့တစ်ခါမှပြစ်ထားဘူးနော်တလားစမမို့ဖော်ထားတဲ့အမှန်တရားဆိုရင်တစ်ခါဆိုရင်နှစ်ခါ3ခါ2ယောက်3ယောက်တခိုးစမမို့ဖော်ထုတ်တယ်ဒါပေမဲ့အဲ့ဒီလထဲမှာမမို့ထောက်ပို့လားမမို့ပြစ်ထားလားမမို့ရတောင်မမို့ပြစ်ထားလားမပြစ်ထားဘူးနော်ကိုရတောင်လဲကိုပုံမှန်လောက်တယ်ကိုစီးတဲ့အချိန်ကိုပြောတဲ့ရပြောတယ်တင်တဲ့ရအောင်မို့တင်တယ်ချပြတဲ့ရချပြတယ်အခုလူတချို့ကမမို့ကိုမယုံပေါ့နော်ငစီကသူတော်ကောင်းပါထောက်ပို့ကောင်းပါလူအစ်စ်ပါထောက်ပို့အစ်စ်ပါအဲ့လိုမျိုးပါနော်တို့တွေကကာကွယ်ပေးတာပေါ့ဘာကြောင့်ဆိုတော့အဲ့ဒီလူတွေကငစီကဘာကောင်လဲဆိုတာတို့မသိသေးဘူးနော်တက်တေထောက်ထားတယ်လားတို့ဘာမှမသိဘူးဆိုတော့တို့ကအပေါ်ရန်ကိုကြည့်တော့ငစီကသူတော်ကောင်းပေါ့ငစီကသူတော်ကောင်းပေါ့ဒါမဲ့လာမှာပါငစီကနော်လူကောင်းလားလူလိန်လားလူရောက်မှာလားဆိုတာဒီတော့သိလိုက်ရမယ်နောက်တစ်ခါပြန်တော့ပြောမယ်ပြဿနာတစ်ခုကဘယ်တော့ပြီးမလဲဆိုတာအစစီလို့စရင်အဆုံးစီတယ်စကလည်းတူပဲဟုတ်လားစကလည်းအစစီလို့စရင်အဆုံးစီတယ်ကွာဒီလိုပါပဲစင်မမို့ဖော်တဲ့တခိုးတိုင်းမှာမမို့တဝက်တပိုင်းမမို့ဖော်တာတို့တွေ့ဘူးလားဟမ်မမို့အမှန်တရားဖော်တဲ့အရာတွေကမမို့တဝက်တပိုင်းတစ်ခါမှမဖော်ဘူးစင်အဲကြောင့်မပူနဲ့နော်ပြဿနာဘလောက်ပဲတက်ပြဿနာတွေဘလောက်ပဲဖြည့်စင်းရလူရောက်မာတွေတော်လန်ရဲ့အမိုက်တလိုက်တွေတော်လန်ရဲ့အစိတ်ထုတ်တွေကိုကဖြည့်စင်းတိုင်းမှာနော်အော်ငါဒီလောက်ပဲလောက်တော့တယ်ကွာအမှန်တရားပဲဖော်ထုတ်တယ်ကွာကျန်တဲ့အရာတွေကငါမလုပ်တော့ဘူးအဲ့ဒါမဟုတ်ဘူးနော်ငါရက်ကံပန်ရ24နာရီငါဖွင့်ထားတယ်ဘသူလာလူချင်းတယ်ဘသူထောက်ပံ့ပေးချင်းတယ်လာခဲ့နော်ဒီဘက်ကလည်းလောက်ဆက်စစ်တာကိုလောက်တယ်စစ်တဲ့အကောင့်တွေနိုင်ငံရေးသတင်းတော်လိုင်းတဲ့ကိုချဲတယ်အမှန်တရားလည်းထောက်ပြရမယ်တော်လန်ရဲ့စစ်တိုက်တာတခုနဲ့မရဘူးထိုင်ပြီးတော့အလူခံတာတခုနဲ့မရဘူးနော်အတွင်းကအမိုက်တွေအသားထွက်လောက်ကန်တွေလည်းစင်းထောက်ရလို့စင်းထောက်ရမယ်နော်ငါပြောတော့ကိုမယုံလို့စင်းနော်စောက်ကြည့်လိုက်ပါလူလိန်လူညာလူရောက်မှတွေကိုတက်ပြီးတော့ကာကွယ်ပေးတဲ့ကောင်တွေကောင်မတွေလည်းနော်အဲ့ဒီမီတို့ပြောထားတဲ့စကလုံးတွေအားလုံးပေါ့နော်မီတို့တောင်းဝင်ယူပေါ့တနေ့ကျလို့စင်မီတို့တောင်းဝင်ယူချစ်ကိုတော့ငါဖော်တော့လည်းငါဝိုင်းဆဲကြတယ်ချစ်ကိုကတခိုးပါလို့တက်တေထောက်တာနဲ့ချပြလိုက်တဲ့နောက်ပိုင်းမှာငါ့ကိုပက်စနဲ့တက်ဆဲထားတဲ့ဖေလို့မတွေမအေလို့တွေအားလုံးကလည်းမသိတလို့ငါ့ကိုတခါမှမဆဲဘူးတလို့ချစ်ကိုတခါမှမကာကွယ်ဘူးတလို့မသိမတာပြန်တော့နေတယ်အခါတိုင်းပဲမေလို့ငါကိစ္စတုန်းကလည်းဒီလိုမျိုးပဲမီတို့ရောင်ကြီးရတယ်မီတို့ရဲ့ဆရာကြီးအတူရောင်ဆောင်သူတော်ကောင်းထောက်ဖို့နော်မီတို့စီမှာသွားပြီးတော့ညစ်ချူပြလိုက်အကူကြီးတောင်းလိုက်မီတို့လည်းငါ့ကိုတက်ဆဲလိုက်နော်အထီလာအမလာမီတို့တက်ဆဲမီတို့ရဲ့စကလုံးငါဖင်ကြအညမခံဘူးစင်နော်မီတို့ဘယ်လိုမျိုးပဲဟောင်တို့ဘယ်လိုမျိုးအော်ဆဲနော်ငါနားမထောင်ဘူးငါဟိုခွေးတွေရဲ့အတန်ငါဘယ်တော့မှနားမထောင်ဘူးမဲစင်ချက်မှာတို့ပို့လာတဲ့ခွေးငါစီခွေးအများကြီးပဲမဲစင်ချက်မှာငါလာတော့ဆဲတယ်နော်ပို့လာတဲ့အတန်10ချောင်းလားအချောင်းနဲ့10လားအဲ့ဒီဖထမတစ်ချောင်းတော့မှငါနားမထောင်ဘူးပို့လာတာနဲ့ငါသိပြီဆိုရင်ငါပြန်တော့ဆဲလိုက်တယ်ဘလော့လိုက်တယ်ဒါပဲနေတော့အကောင်ပဲနေရလာမလဲညတော့ငါလိုက်လွင့်တာညတော့ငါလိုက်လွင့်တာခွေးငါစီရဲ့လက်ချက်ပေါ့အဲ့ဒီမအေလို့ဟိုအောက်တန်းစားတစ်တော်ထဲမှာသူတို့ပြောတာကလားလားဟိုကရင်တော့မဟုတ်ဘူးကလားအဲ့ဒီတက်ကောင်မင်းကပြောတာနော်တခြားကလားငါမပြောဘူးနော်ကောင်းတဲ့ကလားတွေအများကြီးပဲရှိတယ်ရောက်မှတဲ့အဲ့ဒီအမေလို့တကောင်ပဲ
တော့ငါစီမလာကြည့်တဲ့သူက4-500စီတယ်တဲ့ညီတို့သွားဆဲပေးပါတဲ့လင့်သူချပေးလိုက်တယ်ကျေးဇူးတင်ပါတယ်နော်ငါရဲ့လင့်ကိုချပေးလိုက်လို့ငါရဲ့လူစင်အစ်တွေလည်းငါရလာတယ်ကျေးဇူးရတင်ပါတယ်โอเคနော်မမို့လိုက်နေတာညတော့3ခါပြန်လွှတ်ရတယ်လိုက်လွှင့်တာတစ်ခါပြောက်ကြတယ်နှစ်ခါပြောက်ကြတယ်3ခါပြောက်ကြတယ်အခါတိုင်းပြောက်ကြတိုင်းလို့စင်ရင်တို့မမို့လိုက်လွှင့်တာပထမတစ်ခါတို့ဝင်ဆဲတယ်အဲ့အကောင်100လောက်စီးတယ်အောင်မလေးအကောက်သူဒါပေမဲ့အကောင်100လား100ကျော်လားညတော့ကတို့ငါ့ကိုဆဲလို့မနိုင်ဘူးမမို့ထိုင်ပြီးတော့စော်တာအလူလက်ခံတယ် PDF နှစ်ဖွဲ့ကျော်ရသွားတယ်နော်အလူလက်ခံတယ်ခွေးတွေကိုလည်းဝိုင်းပြီးတော့ရိုက်တယ်ကွာနော်လာတာအကောက်ပေါင်းများစွာပဲပြောနောက်ဆုံးတော့မနေ့9နာရီကျော်သူတို့ညင်သွားတယ်ဟိုမေလိုကတစ်တော်ထဲမှာတယောက်ပဲသူချန်တော့တယ်ဟိုမှာသူရဲ့လူကအယောက်20 30ပဲစီတော့တယ်နင်တို့တော့ပြီးဝိုင်းဆဲလေနင်တို့ဘာလုပ်တာလဲသူရဲ့လူတပြားတော့သူရဲ့လူကမောပြီးလေအဲ့ဒါမမုံနဲ့လာမစွာနဲ့ဒီထောင်တက်ပြီးတော့ဟောင်မလားအကောက်1000တက်ပြီးတော့ဟောင်မလားဖင်ကြားတာညမခံဘူးအဲ့ဒါမျိုးတို့သိဖို့နော်စောက်ဆက်ဆိုတာစီပေးနော်စိန်ဆိုတာစိန်ပဲဘယ်တော့မှစိန်အတုမဖြစ်ဘူးโอเคနော်ဘေးထဲမှာရောက်တဲ့ကောင်တွေကဘာဖြစ်သွားလဲအတုဖြစ်လို့ဘေးထဲမှာရောက်သွားတာအစ်စ်တွေပဲကြံမှာဒီတော်လိုင်းကြီးသိလားအတုရောင်ဆောင်ဆိုရင်နောက်ဆုံးနော်အကောင်လုံးဘေးထဲမှာချီတွင်းထဲမှာရောက်တာဒီတော်လိုင်းကြီးကတော်လန်ရေးသမားအစ်စ်မှန်တွေပဲကြံမှာအမှန်တရားတကယ်လောက်တဲ့လူတွေပဲကြံမှာအဲ့ဒါမှတ်ထား